လိန်မော်တက်လိုက်တာဖလန်းမျိုးလာတဲ့အချိန်ဂုံးပေါ်လေးမှာလေရင်ရပ်ပြီးပါတယ်ဒီဟာဖလန်းပဲတဲ့အဲ့ဒါမှသိရတာစားထွက်ကြတဲ့ကဘာမှမပြောလို့ကြီးတွေကလင်းကွန်းတခါတည်းမောင်းပြီးမှလင်းပေါ်တက်ခါနေမှဖလန်းကိုတွားမယ်ဆိုပြီးမှပြောလိုက်တော့အဲ့ဒါမှကျွန်တော်သိရကျွန်တော်တို့လေရင်ကိုရက်တာက10ပေအမြင့်မှာရက်ထားတယ်ကျွန်တော်ဆိုရင်ရောက်ချင်းနဲ့ဒဏ်ရသွားတာလေမော်ကနေမစင်းရဘူးခုံမစင်းရဘူးဘာလို့ဆိုကျွန်တော်ကခြေနေစစ်သားမဟုတ်ဘူးလေခြေနေစစ်သားမဟုတ်တော့ကျွန်တော်ကလေရင်လည်းအဲ့လောက်ထိအတွေ့အကြုံမရှိဘူးလေမော်ကနေခုံမစင်းရတာကိုတွန်းချခံရအဲ့ဒီကကျွန်တော်6လောက်ခောက်ပြီးတော့6လောက်ရိုးအပ်သွားတာအခုဒီစေးကူးနေတာနေရတော့အဲ့ကျွန်တော်ပြန်လိုက်ဝမ်းမှုမလိုက်နဲ့တော့တဲ့အရှိကိုပဲရောက်အောင်တော့ပေါင်းနဲ့ကျွန်တော်ထုံးနဲ့အဲ့အထက်ကနှစ်ကြောင်းနဲ့ဝင်ရုံပဲရှိသေးတယ်ကျွန်တော်တို့ရောက်လဲရောက်3ယောက်ကြာသွားပြီကြာသွားပြီဆိုတော့ပြောမယ်ဆိုရင်တော့ကျွန်တော်လည်းစစ်မှုရဟောင်းတယောက်ဖြစ်သွားပြီဖြစ်တဲ့အနေနဲ့စိတ်တက်ကြသွားပြီရောက်ချင်းတွေက3ယောက်တန်းကြသွားပြီဆိုစိတ်တက်ကြသွားအဲ့နဲ့ကျွန်တော်တို့ကလိန်နေပါအကူတောင်းတယ်အခုတောင်းပြီးတော့အဲ့မှာကြည်စံရင်ကတဖြည်းနဲလာထမင်းရလည်းမစားဘုံမှုလို့ဒီတိုင်းဆိုမဖြစ်ဘူးနော်လို့အခုဘုံမှုတယောက်ကလည်းထိထားပြီးပါပြီကျွန်တော်တို့ထိထားတာအားလုံးပေါင်းကျွန်တော်အပေါင်းဝင်ဆို9ယောက်ရှိပါပြီကြတာအားလုံးပေါင်း4ယောက်အဲ့ဒီအချိန်မှာလေ4ယောက်ဖြစ်နေပြီးတော့ကျွန်တော်ပြန်ဆုံးမညမှာပဲပြန်ဆုံးမဒီတိုင်းဆိုမဖြစ်ဘူးဘုံမှုလို့ကျွန်တော်တို့ဘာဆက်လုပ်မှာလဲဆိုတော့အားတဲ့ပြန်မယ်တဲ့ညီလေးတဲ့ဘက်ကီယာပြန်ခရိုးမယ်တဲ့ဘက်ကီယာပြန်လို့မှငါတို့လိန်အကူတောင်းမယ်တဲ့ဟုတ်ပြီဘုံမှုလေအားနဲ့ကျွန်တော်တိမ့်ဆက်ရှိရသိမ့်အဲ့ညမှာနေကျွန်တော်တို့4ယောက်ထက်ကြ4ယောက်ထက်ကြပြီးတော့နောက်ထပ်သုံးတန်ရတယ်အဲ့မှာကျွန်တော်တို့ကြောက်ရှောက်နိုင်သေးတယ်လူနာတွေပါဝင်ကိုထမ်းရတာတင်ကို4ယောက်ရှောက်နိုင်တာ9ယောက်အဲ့ဒါဒဏ်ရထားတဲ့လူတွေပဲတိုးနဲ့အဲ့ဒါ तू ကဘယ်လိုပြောလဲဆိုတော့ပြန်မယ်လို့မပြောသေးဘူးရှောက်နေ268ကိုသွားပေါင်းရအောင်တဲ့သွားပေါင်းဆိုတော့အဲ့ဆိုဘုံမှုလို့သဘောတဲ့အကြီးကဲဆိုတော့ကျွန်တော်ကအမေရဲ့ဟိုနားထောင်တော့ဆိုဘုံမှုသဘောဆိုတော့တွိုင်းနေကျွန်တော်ကရှိုးဘက်ကိုဆင်းသွားတာဘုံမှု268ကဟိုဘက်မှာလေးသူမဟုတ်ဘူးတဲ့ရဲဘော်တွေကိုတဲ့ငါတို့စိတ်တက်ကြမှာဆိုလို့ပြန်မယ်လို့မပြောဘူးတဲ့ပြန်မယ်ဆိုရင်ပြေးမဲ့ကောင်တွေကအများကြီးပဲပြီးရောဗျာဆိုတာနဲ့ကျွန်တော်ကဆက်သွားလိုက်တာဒီအဖွဲ့တွေအကုန်လုံးကိုဖမ်းနေစီးဖြစ်သွားတာကဲလာစေးထားမယ်တော့ဘာမှမလုပ်ဘူးတော့ဘယ်ရောစားပြီလားဒီမှာရှိရလေးစားဦးလားဝန်ဒီရတာဟိမင်းတို့ကွာတောထဲမှာဒီတော့အကြာရထွက်ပြေးရတယ်လို့ငါတို့စီတခါလေးဝင်းလိုင်းပြီးနေတဲ့ဟာမတဒါမှာငါပြောသိရှိတော့စားဒီကြောက်ရောပါစားပဲလားပတ်စင်လေးမင်းတို့ထဲမှာဘာစားကြတော့အဲ့ဒီ3-4ရက်တုန်းဘာမှစားရရှိရမလားဟိုမှာ如果有些呢，我们要路后来后关系甚至呢，我们对，那些老也当然我了。ကဲအဲ့လေးစာခံစားထားဟိုမှာထမင်းကျွေးမယ်နော်ကောင်းပါလေကျွန်တော်တို့လိုဖြစ်သွားတယ်တော်လေးတဲ့အဆင်ပြေသွားတာပေါ့နောက်ပဲလုံးဝမဖြစ်နိုင်ဘူးဆိုမှကျွန်တော်လက်နဲ့ဒီချပြီးမှဒီလိုအဖမ်းခံရတာပေါ့အဲကြောင့်ကျွန်တော်တနက်ဒီချပြီးမှဒီတိုင်းပဲလိုတွေပဲတွားတာတောထဲမှာထမင်းငတ်တာ9ရက်လောက်ရှိဒီမှာတောင်ပေါ်မှာဆိုတော့ထမင်းငတ်ပြပြီးမှကျွန်တော်နေခဲ့တာအမေတို့လည်းဝမ်းသာလို့ပြောပါအသက်ရှင်ပြီကျွန်တော်တို့လက်ထဲရောက်တယ်နားနေအနွေးထဲတွေလည်းပြီးမယ်နော်မကြောက်နဲ့ငါတို့မတက်ဘူးနဲ့ငါတို့နော်ဟုတ်ကဲ့ပါဆရာတပည့်အောက်ကိုပဲတပည့်ရဲ့မှာဒါကကိုကင်တော့တပည့်မြောက်ပြီဒါတပည့်လက်ပြီးကိုဖူးတယ်ပါဗျာဟုတ်ပြီဟိုတင်ပါလားယူလိုက်ယူအေးကျွန်တော်ကြားလို့ရအောင်ဒီမှာလင်းနဲ့လင်းပြစ်ကူတော့ခေါ်တာပါလင်းစစ်ကူထပ်မလာတော့ဘူးပုံပြီးတော့ဥစ္စာဖြစ်တာပါကျွန်တော်တို့ဆိုရင်လင်းတောင်းတယ်ဗျလင်းတောင်း24ယောက်ထဲကလင်းတောင်းတာကျွန်တော်တို့တွေဆို10လုံးညွှန်ပေးထားပြီးသားအဲ့10လုံးညွှန်ကိုရောက်ပြီဆိုရင်လင်းလာခေါ်မယ်ဆိုပြီးသူတို့ကိုယ်တိုင်ကဂရိပေးထားတာအဲ့ဒီဂရိပေးထားတဲ့ဟာကိုသူတို့ကိုယ်တိုင်ကဂရိဖြတ်တာအဲ့ဒါကိုစိတ်နာနေကြဒီအဖွဲ့တွေကလင်းတစည်းနဲ့ကျရင်မင်းတို့လူ24ယောက်နဲ့မလဲနိုင်ဘူးဆိုတဲ့စကားကိုတအားစိတ်နာသွားတာကျွန်တော်တို့ဒီမှာတချို့တွေဆိုပါစာတွေပါတယ်ပါစာတွေစိတ်နာထားကျွန်တော်တို့လူဟောင်းတွေတောင်စိတ်နာတယ်ဆိုတော့ပါစာတွေဆိုတော့ပြောမနေနဲ့ပေါ့ဒီမှာလူဟောင်းဆိုကျွန်တော်များသုံးပါမှာ4-5ယောက်ထဲပါတာပါကျွန်တော်ပါစာတွေပဲကျွန်တော်တို့ကတော့ဒီကလွတ်သွားရင်လည်းကလေးမျိုးကိုမပြန်တော့ဘူးကျွန်တော်ကဒီထဲမှာပဲဥပေါင်းတော့မလုပ်ချင်တော့စိတ်နာတယ်စားနာရိတ်ကလာချပြီးပါမင်းတို့တွေ့နေငါလေရင်အဆုံးရှုံးမခံနိုင်ဘူးတဲ့ငါလေရင်တခုခုဖြစ်တာနဲ့မင်းတို့ဖြစ်တာဘာမှဖြစ်ဘူးတဲ့ငါလေရင်တခုခုမဖြစ်နိုင်ဘူးတဲ့ဘာမှမလုပ်ပေးနိုင်ဘူးတဲ့
အဲ့ဆိုဘာလုပ်တော့မှာကျွန်တော်မှာဘာလုပ်ကြရမရှိတော့ဘူးသူတို့ပြန်တိုက်ဖို့ပဲရှိတော့တယ်လာနိုင်ဘူးတဲ့မင်းတို့တည်တော့တာဘာမှဖြစ်ဘူးတဲ့ငါလေရင်တစ်ခုခုဖြစ်มาတယ်လေအဆုံးရှုံးမခံနိုင်ဘူးတဲ့ ဟုတ်မှအဲ့ဒါတွေကကျွန်တော်ကလူနာတွေပဲအဖွဲ့ကြီးပဲတီးတန့်သွားကြတာလူနာတွေပဲကောင်းတဲ့အဖွဲ့တွေကြတော့သူကတီးတန့်တိုးသွားကြရောကျွန်တော်တို့အဖွဲ့တွေမှာကျွန်တော်လူနာတွေပဲအယောက်20ပါတယ်အယောက်20ပါတယ်ဆိုမှအမှလိုက်နိုင်တဲ့သူတွေရှိတယ်မလိုက်နိုင်တဲ့သူတွေလည်းရှိတယ်အဲကျွန်တော်တို့ထပ်ပြီးလူစုထပ်ကွဲသွားပြန်အောင်ကွဲသွားလူနာအဖွဲ့တွေမှာအမှကြာသွားတဲ့သူတွေရှိသေးတယ်ဒီပိုင်းမခံနိုင်မဲနဲ့တောင်ပေါ်နေပြုတ်ကြပြီးတော့ကြာသွားတယ်9ယောက်လောက်ရှိပြီးကြာသွားတာချောင်းနဲ့မနီဘူးချောင်းနဲ့ပြုတ်ကြပြီးကြာသွားတဲ့သူတွေလည်းရှိတယ်ပြီးတောင်ပေါ်နေပြုတ်ကြလိတ်ကောက်ကိုပြုတ်ကြပြီးကြာသွားတဲ့သူတွေလည်းရှိတယ်အဲ့မှာကျွန်တော်တို့အသက်ရှင်လာဆို6ယောက်ပဲဒီအခုလက်ရှိ6ယောက်ပဲပြန်ပါလာတယ်ကျွန်တော်ကတောင့်ခံနိုင်မှာကျွန်တော်ပါတယ်ငယ်တွေကတောင့်မခံနိုင်တော့ဘူးထမင်းမစားနိုင်ပဲနဲ့မနေနိုင်တော့ဘူးအဲ့နဲ့အဲ့ရအပားတော့ကပူးလို့ကျွန်တော်တို့ကြံလေးနဲ့ကျွေးပါဆိုတော့တောင့်စားနေထိုင်နဲ့စားတော့အဆင်ပြေတယ်ကျွန်တော်တို့ဒီမှာဆိုတက်ထဲမှာတော့အဲ့လောက်ဒီမစားနိုင်ဘူးတခါတော့စားနှစ်ကန်တော့ပုံမှန်ကြိတ်တယ်တက်ထဲမှာကျတော့စားတော့စားစုံလာတော့အနေထိုင်နဲ့အဆင်ပြေပါတယ်ကျွန်တော်တို့လို့လဲထားတယ်ဒီမှာအလုပ်ကန်ကြောက်ပြောရရင်ဗျာကျွန်တော်တက်ထဲမှာလောက်တာထက်အများကြီးသက်သာတယ်တက်ထဲမှာအလုပ်လုပ်ရတာထက်ကိုလည်းအများကြီးသက်သာတယ်စိတ်လည်းပေါ်ပါတယ်ဒီမှာကျွန်တော်တို့ကဖော်ဖော်ရွေလဲဆက်ဆံနေဆိုတော့ပြောရင်ကိုထောင်သားလို့တော့မခံစားဘူးကျွန်တော်တို့ကထောင်သားမှာကျွန်တော်တို့အကျယ်ကျုပ်လေးပေါ့ဟိုမှာဆိုအကျယ်ကျုပ်ထားတဲ့ပုံစံပဲဒီမှာကျွန်တော်အလုပ်ပဲခံစားရတယ် ဒီမှာတော့ကောင်းပါတယ်ပျော်ပျော်ရွှင်ရွှင်လဲနေရတယ်ကျွန်တော်မှာစားတာပြုတာလဲဒုက္ခမခံရဘူးအဝစားလို့ရတယ်ကျွန်တော်မှာဒီမှာလဲပျော်ဖို့ကောင်းပါတယ်အန်တရယ်လဲကင်းပါတယ်ဒီမှာနေရတာ စင်နေတဲ့ဒီလိုထားတဲ့အတွက်ကျွန်တော်ဘက်မှာကောင်းမွန်နေဖို့တော့ရည်ကြီးတယ်နောက်ပြီးဒီကျွန်တော်ဗီတိုရှင်ဝင်တော့ပြန်ပိုးပေါင်းဖို့ကျွန်တော်နှိုးဆော်ခြင်းပါတယ် ကျွန်တော်ကတော့ကျွန်တော်ဒီဖေ့မှာလာဝင်မယ်ဆိုရင်တော့ပိုကောင်းပါတယ်ကျွန်တော်ကြိုက်ပါတယ်ဒီတက်မတော့ကြီးမရှိမှာပဲကျွန်တော်နိုင်ပိုင်းနေရမှာ ကျွန်တော်ကတော့လူပဲပြောချင်တယ်အခုတက်ကလူကြီးတွေပြောတဲ့စကားကိုနားမအောင်ပါနဲ့တော့လို့ပဲပြောချင်တယ်ကျွန်တော်ကိုယ်တိုင်ကလည်းหนีပြလုပ်ခဲ့ဘူးတယ်หนีပြလုပ်ခဲ့ဘူးတော့ဘလို့နားတွေကိုရိုက်သွင်းလဲဆိုတော့မင်းတို့တွေလက်နဲ့ချအဖမ်းခံရင်လည်းတတ်ခံရမှာပဲဒီတိုက်ပွဲဖြစ်လို့မင်းတို့သေတာမြတ်တယ်မင်းတို့လက်နဲ့ချအဖမ်းခံပြီးတော့တနက်တွေကြီးတိုင်းသွားပြီးတော့သွားပြီးလည်းမင်းတို့အသက်ခံရမှာပဲမင်းသေလန်းမရရှင်လန်းမရှိဘူးဆိုတဲ့စကားကိုနားမအောင်ပါနဲ့တော့လို့ပဲကျွန်တော်ပြောချင်တယ် ဒီနားမှာလား ဖြစ်နိုင်တော့ကျွန်တော်ရဲ့ညီတော်တွေကိုအများဆုံးမှမှာကြနေအခုပစလေးတွေဝင်လာညီတော်တွေလူဟောင်းတွေကတော့သူတို့မိသားစုတွေရှိတော့တော်ခွဲခွာခြင်းမှာခွဲခွာလိမ့်မယ်ညီတော်တွေပဲမှာခြင်းတယ်အတက်နိုင်ဆုံးတော့အများဆုံးပူပေါင်းပါလို့ပဲပြောခြင်းတယ်အများဆုံးပေါင်းသူတို့ပြောသလိုမျိုးမဟုတ်ဘူးဆိုတာကျွန်တော်လည်းအခုလက်တွေ့သိနေရပြီပဲသိနေရပြီဆိုတော့အများဆုံးပူပေါင်းမှုကြိုးစားစေခြင်းတယ်အဲ့ဒါကိုပဲကျွန်တော်မှားခြင်းတယ် ကျေးဇူးတင်စားဆိုအားလုံးဒီလို